ကျွန်တော်မွေးနေ့မှာဘသူ့ကိုမှစကားတခုမှဟာပဲကျွန်တော်တက်ွယ်သွားခဲ့တဲ့အစာပိုင်းမှာတော့ဘသူမှဂရုမစိုက်ကြဘူးကျွန်တော်စိတ်ကောက်နေတာမကြခင်မှာပဲတူးထောက်ပြီးပြန်လာမှာပါလို့အားလုံးကထင်နေခဲ့ကြတာပါဒါပေမဲ့တရက်နှစ်ရက်သုံးရက်ကနေတစ်လလုံးကုန်ဆုံးသွားခဲ့ပေမဲ့ကျွန်တော်ဘယ်တော့မှပြန်မလာတော့ဘူးလို့ဆုံးဖြတ်ထားခဲ့တယ်နောက်ဆုံးတော့ကျွန်တော်ဘဝကိုအေးချမ်းချမ်းဖြတ်တန်းနိုင်တော့မယ်လို့ကျွန်တော်ထင်ခဲ့တာပါကျောင်းကဆရာမတယောက်အိမ်ကိုဖုန်းဆက်လာမှပဲချူမိသားစုဝင်တွေဟာအိမ်မက်ကနိုးလာတယ်လို့မျိုးကျွန်တော်အိမ်ပြန်မလာကြပြီဆိုတာကိုသတိထားမိသွားကြတယ်ကျွန်တော်အဖေချာလီကဒေါသတကြီးနဲ့ငါအဲ့ဒီကလေးအတွက်ကိမုံဝယ်ဖို့မေးသွားရုံလေးကိုအခုသူကအိမ်ပြန်မလာတော့ဘူးပေါ့လေသူ့ဘာသာကိမုံဝယ်ဖို့ပတ်စံနှစ်ပြားတော့မရှိဘူးလားလို့အော်ဟစ်တော့တယ်ကျွန်တော်အမေလင်ဒါကတော့တက်ပြင်းရှည်ကြီးချပြီးအဲ့ဒီကလေးကတကယ်ကိုကျေးဇူးမသိတတ်တဲ့သူပဲဒီမိသားစုစီကပတ်စံယူပြီးဘယ်မှာသွားဖြုံးနေလဲမသိဘူးလို့ပြောလိုက်တယ်ပြီးတော့မှအမေကအဖေပက်လက်ပြီးသူ့ကိုတလားကိုမဟုတ်ဘူးဘလောက်ပေးလဲသူ့ဘာသာကိမုံတောင်ဘာလို့မဝယ်နိုင်ရတာလဲဆိုတာကျွန်မသိချင်လို့မေးလိုက်တယ်ချာလီတယောက်တကယ်ကိုကြောင်သွားပြီးအဲ့ဒီကလေးကခိုင်းတာတခုမှလုပ်တာမဟုတ်ဘူးငါကဘာလို့သူ့ကိုမိုးဖိုးပေးရမှာလဲလို့ပြန်ပြောတယ်ပြီးတော့ငါတပြားမှမပေးခဲ့ရင်တော့မင်းပေးတဲ့ပတ်စံကလုံလောက်နေတာပဲမဟုတ်လားလို့ထပ်ပြောလိုက်တော့လင်တာတယောက်ဆွန့်သွားပြီးကျွန်မလည်းသူ့ကိုတပြားမှမပေးခဲ့ဘူးလို့တိုးတိုးလေးပြောလိုက်ပါတယ်စကားမဆုံးခင်မှာပဲသူတို့နှစ်ယောက်ဟာရောက်မျက်နှာတယောက်ကြည့်ပြီးငါတို့နှစ်ယောက်လုံးမိုးဖိုးတခါမှမပေးခဲ့ဘူးလားဆိုပြီးတပြိုင်တည်းအော်ပြောလိုက်မိကြပါတယ်သူတို့နှစ်ယောက်လုံးဒါကိုမယုံနိုင်အောင်ဖြစ်နေကြတယ်သူတို့ရဲ့မွေးစားသားအငယ်ဆုံးဖိလိကိုကြတော့တလားကိုမိုးဖိုးဒေါ်လာထောင်ချီပေးတဲ့အပြင်အမ၃ယောက်ကလည်းမကြာခဏပတ်စံအပူတွေပေးတတ်ကြလို့အကောင်လေးဟာဘယ်တော့မှမချွတ်တက်ခဲ့ပါဘူးဒါအပြင်မွေးနေ့တွေအားလည်းရက်တွေဆိုရင်လည်းပို့ပြီးတော့တောင်ပေးကြသေးတယ်ဒါပေမဲ့သူတို့ရဲ့သားရင်းဖြစ်တဲ့ကျွန်တော်ကိုတော့ဒေါ်လာတောင်တခါမှမပေးခဲ့ဘူးဆိုတာကိုသူတို့အခုမှသတိဝင်လာကြပါတယ်ကျွန်တော်အဖေကအိမ်ကူကိုခေါ်လိုက်ပြီးဇက်ရဲ့အခန်းကဘယ်မှာလဲလို့မေးလိုက်တယ်အိမ်ကူကတော့အံ့ဩမြင့်တက်သွားရတယ်ဒီလူတွေဟာသူတို့သားရင်းဘယ်မှာအိမ်မန်းတောင်မသိကြဘူးလားလို့ပေါ့ဒါပေမဲ့ချူမိသားစုရဲ့အိမ်ကူဖြစ်နေတော့ဘာမှပြန်မပြောပဲတခင်ကြီးနဲ့တခင်မပြီးတော့တခင်မလေးလို့ကျွန်မနောက်ကိုလိုက်ခဲ့ပါဆိုပြီးရင်ကြီးကြီးပဲခေါ်သွားခဲ့ပါတယ်အိမ်ကူဟာစင်ကြယ်လန်းတွေအခန်းပေါင်းများစွာကိုဖျက်ချုပ်ပြအိမ်နောက်ဆုံးကတူလောင်ခန်းလေးတစ်ခုရှိမှရက်လိုက်တယ်ဒါကတခင်လေးဇက်ရဲ့အခန်းမှာပဲလို့ပြောလိုက်တဲ့အခါအားလုံးကမယုံနိုင်တယ်လို့စိုက်ကြည့်နေကြတော့မှပဲအိမ်ကူကတကားကိုတွန်းဖွင့်လိုက်တယ်ကျင်းကြောင်းလုံးတဲ့အခန်းလေးဟာသူတို့ရှိမှပေါ်ထွက်လာပြီးအားလုံးဟာအခန်းလေးကိုကြည့်ပြီးပါဇက်အဟောင်းသားဖြစ်သွားကြတယ်တကားပေါ်မှာတူလောင်ခန်းလိုတောင်စိုက်လို့တက်ထားသေးတယ်ဇက်ကဒီလိုနေရာမျိုးမှာဘယ်လိုလုပ်နေနိုင်မှာလဲလို့လင်ဒါကတုံရင်နေတဲ့အတန်နဲ့ပြောလိုက်တယ်ချာလီကတော့မျက်မှောင်ကျုပ်ပြီးအိမ်ကူကိုစိတ်မရှိစွာနဲ့ဘာဖြစ်နေတာလဲဇက်ကဘာဖြစ်လို့တူလောင်ခန်းထဲမှာနေရတာလဲလို့မေးလိုက်တယ်အိမ်ကူကတက်ပြင်းအတာချပြီးအမှန်တိုင်းပြောပြလိုက်တယ်တခင်ကြီးတခင်လေးဇက်ကအသက်၈နှစ်သားကလေးကဒီတူလောင်ခန်းထဲကိုပြောင်းလာခဲ့တာပါသူဒီမှာနေတာ၈နှစ်ရှိပါပြီတကယ်တော့ဒီတူလောင်ခန်းလေးဟာအိမ်ကူရဲ့အခန်းထက်တောင်တင်းငယ်နေပြီးအထဲမှာလည်းဘာပစ္စည်းမှမရှိတော့ပါပဲဒီချမ်းသာတဲ့မိသားစုရဲ့သားရင်းကဒီအခန်းချင်းလေးထဲမှာပိတ်လောင်နေခဲ့ရချိန်မှာမော့ဒေသသားကတော့သူ့နဲ့ထိုက်တဲ့အခန်းချင်းကြီးမှာနေပြီးသူ့ပတ်စံတွေကိုဖြုံးတီးတာဒီမိသားစုရဲ့ချစ်ချင်းမြတ်တာအားလုံးကိုသိမ့်ပိုက်ထားခဲ့တာပါအိမ်ကူကသူ့ကိုတနာနေမိပြီမဲ့တခင်နဲ့တခင်မတို့ဟာဒါတွေကိုမမြင်ကြတဲ့အတွက်သူဘာမှမတတ်နိုင်ခဲ့ဘူးလင်ဒါနဲ့ချာလီတို့ဟာတယောက်ကိုတယောက်ထိတ်လန့်နေကြကြည့်လိုက်မိကြပြီးအရင်ကအကြောင်းတွေကိုပြန်တတိယသွားကြတယ်ကောင်လေးရှင်းတဲ့သားတို့ကသူတို့ဟာဖီယိုနာကိုမွေးစားခဲ့ကြတယ်ဖီယိုနာကဇက်ရဲ့အခန်းချင်းကြီးကိုလိုချင်ခဲ့တာကြောင့်အဲ့ဒီအချိန်မှာဇက်အတွက်နောက်ထပ်အခန်းကြီးတစ်ခန်းပြင်ပေးဖို့သူတို့စီစဉ်ခဲ့ကြတယ်ဒါပေမဲ့ကောင်လေးကခဏခဏပြဿနာရှာတတ်တယ်လို့သူတို့ထင်ပြီးသူ့ကိုပညာပေးတဲ့အနေနဲ့ဒီတိုင်းပဲထားလိုက်ဦးဆိုပြီးလစ်လူရှုထားခဲ့ကြတာပါအဲ့ဒီလိုခဏလေးဆိုတဲ့ပြစ်ပယ်ထားမှုဟာရှင်းနှစ်တိုင်းကြာရှည်သွားခဲ့လိမ့်မယ်လို့သူတို့မထင်မှတ်ထားခဲ့ကြပါဘူး